ဆောင်လည်းဖြတ်ချင်ဘူးကော်လက်ဂျင်လေးရဝေးလေးကြချင်တဲ့သူလေးတွေရှိလားပြပီးကိုယ်တိုင်လည်းဒီနီလန်းနေလန်းဝိတ်ချနေတာမို့လို့တငယ်ချင်းတို့ကိုပြန်ပြီးအကြံပေးလိုက်တာပါနော်ပထမဆုံးကတော့ဒီကြက်ရိုးနဲ့ဘူးရွက်ပြုတ်လေးပါကျမကတော့ညာဘက်ဆိုရင်ဒါလေးကိုအဝစားတယ်ကြက်ရိုးပြုတ်ကနေတဘာဝကော်လက်ဂျင်အပြည့်ရတာမို့လို့အသားရည်ကိုလှစေသလိုအရွက်ကလည်းဗိုက်တွေပြည့်စေပါတယ်ကယ်လိုရီအားဖြင့်လည်း150ဝန်းကျင်ပဲရှိတာမို့လို့အစာခံပြီးတော့ဝေးလဲကျစေတယ်လေပြီးရင်တော့အချိုပွဲအတွက်တင်မော်သီးနဲ့တင်ချင်ပါဒါလေးကကျမရဲ့အကြိုက်ဆုံးပဲတင်မော်သီးကအစီကျစေသလိုဒိန်ကြီးကအစာကြီးစနစ်ကိုကောင်းမွန်စေလို့ဒီနှစ်ခုတွဲစားရင်ဝမ်းမှန်ပြီးဗိုက်ချက်စီရအမှန်ပဲရှင်ပြီးတော့ကျမလည်းစားနေရင်လည်း Oreo ပုတ်လေးတွေကိုနားထောင်ပါတယ်ဘူးတူတာလေးတွေရအောင် Oreo ပုတ်လေးတွေနားထောင်နေအကျိုးရှိတာလေးတွေကိုအသုံးချရဲပေါ့နော်နောက်ပိုင်းလည်းအကျိုးရှိတာလေးတွေကိုမျှဝေပေးမှဖြစ်လို့ BB ရဲ့အကောင့်ကို follow လေးလုပ်ခဲ့ပေးကြပါဦးနော်စားရတာအရသာရှိလွန်းလို့တင်မော်တီတစ်စိမ့်ရောဒိန်ရင်တစ်ပူးလုံးရောအကုန်လုံးကိုစားပစ်လိုက်ပါတယ်အရင်စားလို့ကောင်းပါတယ်ရှင်ညစာမဖြတ်ပဲကျမ်းမလှပခြင်းနဲ့ဆိုရင်ကျမလိုမျိုးလေးစားကြည့်ကြဖို့အကြံပေးချင်ပါတယ်အားလုံးလည်းကျဉ်းကျဉ်းမမာနဲ့လှပနိုင်ကြပါစေရှင်ကျမလည်းညစာတွေဖြတ်ပြီးတော့အခုလိုမျိုးလေးစူးစမ်းပြီးစားကြည့်နေရဖြစ်တဲ့အတွက်အားလုံးပဲထပ်တူရကြပါစေအားလုံးကိုတတ်တာပါရှင်